Hello ဒီနေ့မှာတော့ကျွန်တော်ကအိမ်မှာလုပ်စီရရင်အများကြီးရှိနေပါတော့ပကံလဲစီရမယ်ကားလဲရီစီပေးရအောင်မယ်ပြီးတော့အခန်းလဲတက်ရှင်လို့ရအောင်ပေါ့နော်ဆိုတော့အားလုံးလုပ်တဲ့အခါကိုလိုက်ပြီးတော့ကြည့်ပေးကြအောင်ဗျဒါကတော့မစေးရသေးတဲ့ပကံနေစွန်းနေပါပကံနေကလုံးတော့စေးပြီးတော့ရင်ဗျပကံနေအကောင်စေးပြီးတော့မှတတိယမိတာတစ်ခုကအဖီးကကျွန်တော်ချက်သားကြော်ခိုင်းထားတယ်ပေါ့နော်သူရဲ့ချက်သားကိုအဲ့ဒါကြော်ပြီးဖို့အတွက်တတိယလို့ပြင်ပြီးတော့ကြော်ပြီးနေရပါတယ်plan ထဲမှာမပါဖြစ်မဲ့လေထည့်ပြီးတော့လုပ်လိုက်ရပါတယ်လို့ဒါတော့ကလေးစေကောင်အမေဖြစ်ပါတယ်လို့ပကံနေအားလုံးစေးပြီးပါတော့လေစေးစီရထပ်ပေါ်လာတော့အခါစေးရတာပဲလေနော်ကဲစေးပြီးပါပြီဗျာအခုကတော့ကားစေးရတော့မယ့်အချိန်ပဲဖြစ်ပါတယ်ဒါလေးကတော့ဒီနေ့ရတဲ့အတူလေးပါမိုးကတိတ်လည်းမအုပ်ဘူးနေလည်းတိတ်မပူဘူးပေါ့နော်အခုကတော့ကားကိုရေချိုးပေးဖို့အတွက်စတင်ပြင်ဆင်နေပါပြီအခုနတပည့်အခင်းအောင်လေးကတော့ကားတုပ်ဖို့ပေါ့နော်ပြီးတော့ပုံခင်းအောင်လေးကတော့ရေထည့်ဖို့ပါကားကိုရေစတင်ချိုးပါပြီဒါကတော့ကားကိုရေဖက်တိုက်ပေးပါပြီဆချင်မှာတော့ကားရဲ့အပေါ်ပိုင်းနဲ့အမှန်တွေကိုရင်တိုက်ပေးပါတယ်ဒီမှာပါဒီနေရာတွေတော်တော်ညစ်ပတ်နေပါတော့ဘွက်တွေထဲသွားထားရအောင်မာရီဆိုပေတူးနဲ့အပိုင်းနေဆိုလဲဒီမှာဆိုမမဲတူးကြီးအခုကတော့ကားရဲ့ body အောက်ပိုင်းတွေကိုစပြီးတော့တိုက်ပေးနေပါပြီခုကတော့ကားရဲ့အနောက်ပိုင်းကိုစီးပါပြီဒါကတော့တရပိုင်းလေတေချောင်းအားကျုံမှန်တဲ့စီးနေပါတယ်ဒါလေးကတော့အနိကလေးပေါ့ဒါကတော့အခုနကကလေး10ယောက်အမေရဲ့ခင်ပွန်းဖြစ်ပါတယ်လို့ဒါကတော့နောက်ဆုံးအကြေအနေနဲ့ရေလောင်းပေးခြင်းဖြစ်ပါတယ်ရေလောင်းပြီးတော့ရင်တော့ကားစေးတာကပြီးဆုံးတော့ပါပြီကားစေးလို့တော့ပြီးတော့ပါပြီဒါကတော့ after ပါခုနကစာရေးလို့ရရဲ့ခုဆိုတွေ့လားမညက်ပတ်တော့ခုနလောက်ကဲအရန်ပင်မတော့ပြီဆိုတော့ရေလေးတောက်လိုက်ပါဦးမယ်ကားတော့ဆေးပြီးတော့ပြီဒါပေမဲ့ကားဆေးလိုက်လို့ရေကတော့တော်တော်လေးကုန်သွားပါတယ်ရေပင်ဖြည့်ရပါတော့မယ်โอเคရေတော့ဖြည့်ချရအောင်ရေတင်လက်စားနေတော့တအိမ်လုံးဝရေကန်နေအကုန်လုံးရေလိုက်တယ်မေးလိုက်တော့မယ် let's go ရ
ရေတက်ပါတယ်ဆိုနေမှာရေကမထွက်ပါဘူးအဲ့ဒါနဲ့ရေချူလိုက်ရပါသေးတယ်ရေခွက်၄-၅ခွက်လောက်ကုန်သွားပါတယ်နောက်ဆုံးမှတော့ရောက်တော့ပါတယ်ဒါပေမဲ့မီးပြတ်သွားပြီဟုတ်ပါတယ်တကယ်ကိုမီးပြတ်သွားတာပါဗျမီးပြတ်ဆိုရတဲ့ဥတော်ရုတ်တရက်ကြီးမိုးရွာလာတာဟုတ်ဗျအခုနကလေးတင်မဲ့နေတာနေအခုပဲမိုးချစ်ချင်းရွာတော့ရပေါ့နော်ဒါကတော့တောင်ငူမြို့ရဲ့မိုးရသည်ပေါ့နော်အခုတလောဒီမနေ့လဲစောစောစီးမိုးတစ်ချက်ရွာသေးရပေါ့နော်ရွာပြီးတော့မှပြီးတော့နေပြန်တာတယ်အခုကျတော့မိုးတစ်ခါပြန်ရွာပါတယ်အခုတော့မိလာပါပြီဆိုတော့ရေပြန်တင်ရပါတော့မယ်ကဲရေလဲတင်ပြီးတော့ပြီဆိုတော့အခန်းတက်ရှင်လုပ်ဖို့အတွက်စတင်ပါတော့မယ်တာဒန်ဒါကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်ခန်းလေးဖြစ်ပါတယ်နည်းနည်းတော့ကျင်းတယ်ပေါ့နော်နေတော့ကျင်းပြီးတော့တော်တော်လေးလဲပွားတနေတဲ့ထဲပါတယ်ဒါယူကျွန်တော်ရှင်းလင်းမလို့ဖြစ်ပါတယ်โอเคဘယ်လိုရှင်းရမလဲတော့မသိဘူးโอเคစားကြရအောင်ကဲရှင်းလင်းရတော့စတင်ပါပြီအခုကတော့အိယာခင်းနေစောင်းလေးခေါင်းအုံးနေဖက်လုံးနေအရင်စပြီးတော့တိမ့်ပါပြီပြီးရင်တော့ထိုင်ကုန်နေသေးတယ်ပန်ကာ So here's the plan ကျွန်တော်ကကျွန်တော်ပစ္စည်းရဲ့အကလုံးကိုထုတ်မယ်ပေါ့နော်ကျွန်တော်မှုရရင်အောင်းနေအကလုံးတော့ထုတ်ပြီးတော့ပြီခုံတွေရောပန်ကာတွေရောဒါတွေအကုန်ဆက်ထုတ်မယ်ပေါ့နော်ထုတ်ပြီးတာနဲ့ရှင်းလင်းမယ်ပေါ့နော်ဒီပစ္စည်းလေးမယ်ကြမ်းတိုက်မယ်ပြီးတော့လို့ရှိရင်အပေါ်မှာပင်ကူမြင်နေရှိတယ်ပင်ကူမြင်နေဒီတစ်ခါလုံးကို deep clean နဲ့လုပ်လိုက်မယ်ပြီးမှပြန်ပြီးတော့ပစ္စည်းနေရာချမယ်အဲ့လိုလုပ်မယ်စာကြည့်စပွဲတွေအပြင်ထုတ်ပါပြီပြီးရင်တော့အေးရလေးပြီးရင်တော့ချန်တောင်း laptop ရတခြားလေးဖြုတ်ရတယ်ပြီးမီဂျိုတွေဘက်ထရီတွေပြီးတော့ပတ်စံနော်တင်းရချီတန်လေးဂျိုးတွေဒါကတော့ကျွန်တော်အခန်းထဲပစ္စည်းရွှေ့ရနေရပါအပြင်မှာပဲစုပြုံမိထားထားတယ်ပေါ့ခဏလေးညမှာထည့်ပြန်ထည့်ပဲဒါကတော့ရှောင်းမယ့်အင်ဂျီလေးပါနော်အမှချိတ်ထားဒါတော့ပဲရှောင်းမယ့်ပေါင်းမိတယ်အဲ့ဒီတန်းတွေကိုလည်းတေချာတုတ်ချင်တာမလို့တန်းပေါ်ကပစ္စည်းတွေကိုလည်းအကုန်ထုတ်ပါတယ်ဒီအောက်ကဘောင်းမီရဲ့အင်ဂျီတွေကဟောလေအဝတ်စုပ်လေးတွေပါဗျကျွန်တော်ကဝတ်ပြီးစုပ်သွားတဲ့ဟာတွေကိုမလွတ်ပြဘူးပေါ့နော်ဒီတိုင်းကျွန်တော်ကြံတိုက်ဖို့လို့ပါတော့အတွက်ပြန်သုံးပါတယ်ကဲဒီလိုစီစားလေးပါပြီပြီးရင်တော့ပင်ကူမြင်လေးရှင်းလင်းမယ်အရက်မမီရဲ့နေရာတွေကျတော့ခုံယူပြီးတော့တက်ရတာပေါ့တန်းနေရဖုံတွေကိုစပြီးတော့တုတ်ပါမယ်ဒီတန်းနေရပေါ့နော်တော်တော်လေးဖုံထူပါတယ်အဖုံအများဆုံးပေါ့နော်တော်ရုံတန်ရုံလည်းတိတ်မတုံဖြစ်ဘူးဆိုတာလေပြီးတော့ကျွန်တော်ကလမ်းဘေးမှာနေရဆိုတော့လေဖုံတွေကအမြဲတမ်းပဲဝင်လာရပေါ့နော်ဆိုတော့များတော့အဖြစ်တက်ရှင်လှုပ်ဖြစ်တာကြမ်းတိုက်တဲ့ပစ္စည်းလေးဒီအပေါ်တွေကျတော့တိတ်မလှုပ်ဖြစ်တော့အမှဆိုလို့ရှိရင်ဒီကင်မရာထဲမှာမြင်လာမမြင်ရအပြင်မှာဆိုအဖုံးလိုက်ကြီးပဲပေါ့နော်ဖုံတွေမှာအများကြီးမကြည့်အများကြီးနော်ကျွန်တော်ဆိုအဲ့ဒါအသက်ရှူလို့တော့မရတော့ဘူးဗျအဲ့ဒါကြောင့်မလို့အကြံလေးပါလေးထွင်ရတာပေါ့ဒါ
လေးတက်လိုက်ပြီးတော့ကိုဖွန်အောင်တင်လို့ခံစားလိုက်ရပါတယ်လို့ဒါပေမဲ့ရောတမန်တိုက်မဲ့ဖွန်အောင်တင်တော့မဟုတ်ဘူးပေါ့ဖုန်တုတ်ပြီးမဲ့ဖွန်အောင်တင်ကဲဟိုရွှေ့ဒီရွှေ့စလုပ်ပါပြီကျွန်တော်ကပေါ့နော်ကျွန်တော်အခက်ကိုအမြဲတမ်းအပြောင်းလဲလုပ်တယ်ပေါ့နော်တခုခုကနေရာတနေရာထဲမှာဘယ်တော့မှမရှိတတ်ပါဘူးကျွန်တော်ခန္ဓာအဲ့လို2လတော့မဟုတ်3လပေါ့နော်အလိုဆုံး3လတစ်ခါပုံစံအမြဲချိန်ပါတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်စပြတော့ကတိမပေါအောင်နော်ဒါပေမဲ့ပြီးခဲ့တဲ့3လလောက်တော့ကျွန်တော်အခန်းထဲမှာကျွန်တော်ကတင်နဲ့အိတ်တွေပေါ့နော်ဒါပေမဲ့နောက်တော့ကတင်ပြန်ရွှေ့ရအဲ့လိုပေါ့ဒါတွေဆိုလဲကိုယ့်ကိုအခန်းထဲမှာပြန်ထည့်တဲ့ဟာတွေဟိုရွှေ့ဒီရွှေ့ဟိုပြောင်းဒီပြောင်းနေပဲအခုကတော့ကျန်းစာတိုက်ပါပြီဒါကတော့ကျွန်တော်ကျန်းတိုက်တဲ့ပုံစံပေါ့နော်ကျွန်တော်ရဲ့မှတ်သက်လေးဖြစ်ပါတယ်ခြေထောက်နဲ့ပဲဟိုရွှေ့ဒီရွှေ့ပေါ့နော်ဒါပေမဲ့အရင် effective ဖြစ်ပါတယ်လို့တကယ်ကျန်းပြင်ချောတော့တာပဲကျွန်တော်နေ့တိုင်းအဲ့လိုပဲကျန်းတိုက်ပါတယ်ကိုယ်ခုံကိုပေါ့ဒီခုံလေးကခြေထောက်တစ်ဖက်နေအဲကြောင့်မစက်ကူလေးထည့်ပေးတာပါပြန်နဲ့ laptop တွေပြန်ဆင်ပြီးပြီးကျန်တဲ့ပစ္စည်းတွေလည်းဖြည်းဖြည်းချင်းပြန်ပြီးထည့်တော့မယ်ကျွန်တော် laptop ကိုအဲ့ဒီတပည့်အဝိုင်အောင်လေးနဲ့အမြဲအုပ်ထားတတ်တယ်ပေါ့နော်ဖုန်းတွေဘာတွေမဝင်တော့အောင်ပါမဝင်ဖုန်းတအားပြန်တုံရလို့စာအုပ်တွေပြန်စီနေပါပြီဒီဟာကြီးကဘက်ထရီအတွင်းနဲ့အတွင်းကြိုးကြီးပေါ့နော်တူတော့တခြားလေးသိမ်းထားမယ်ထင်မှာပြီးရင်တော့ကျန်တဲ့ပစ္စည်းလေးတွေသူနဲ့တင့်တော်တယ်လို့ကျွန်တော်ထင်လောက်မယ့်နေရာတွေရွေးပြီးတော့ကိုယ့်ကိုချိတ်ပါတယ်ပြီးရင်တော့အင်ဂျီတွေပြန်စီနေပါပြီကျွန်တော်ကမုတ်ဖို့ရလို့ရှိရင်မုတ်ဝယ်စားတယ်စာအုပ်ဝယ်တယ်များတော့ဖြစ်မုတ်တွေပါဝယ်စားတယ်ပေါ့နော်အသက်ကုန်ဝယ်စားအဲ့လိုမျိုးအဝတ်စားတွေပါတိတ်မဝယ်ဖြစ်တော့လေကျွန်တော်မှအဝတ်စားတော်လေးနေတယ်ပေါ့နော်နောက်ပိုင်းကျရင်အဝတ်စားတွေပြန်ဝယ်ရမယ်ဒါပေမဲ့ဒီလောက်ရှိတာကျွန်တော်အတွက်တော့လုံလောက်တယ်လို့ခံစားရတယ်ပေါ့နော်နည်းနည်းလေးနဲ့ဆိုတော့လေအဆင်ပြေတယ်ပေါ့နော်တရားစေးရတာဘာမှထွေထူးလေးရွေးချယ်စရာမလိုဘူးနည်းနည်းလေးနဲ့တရရလေးဝတ်လို့ရတယ်ပေါ့နော်ကဲပြောရင်ဆိုရင်မိုးထက်ရွာလာပါပြီဒါနဲ့ဆို3ခေါက်လား4ခေါက်လားကျွန်တော်တော့မသိကြတော့ဘူးเนาะအလောင်းမြောက်ရွာချင်းဖြစ်ပါတယ်တကယ်တော်တော်လေးရွာတာပေါ့เนาะဒါပေမဲ့ကျွန်တော်တော့ကြိုက်ပါတယ်မိုးကတော်တော်လေးရွာခဲ့ပေမဲ့ခဏလေးနဲ့ပဲပြန်တိတ်သွားတယ်ပေါ့เนาะတော်တော်ရွာရဲဆိုတော့အဲ့လိုမိုးကြီးအများကြီးတွေနဲ့ရွာတာပေါ့ဒါပေမဲ့ခဏလေးပဲရွာတယ်ပြီးရနဲ့ကျွန်တော်ကတော့အေးရလေးခင်းပါပြီကျွန်တော်ကတင်လေးပြန်အပြင်မှာဘယ်သူမှမသုံးတဲ့ကတင်လေးအခန်းထဲပြန်ထည့်လိုက်တယ်ပေါ့နော်ကျွန်တော်ပြောခဲ့သလိုပါပဲကျွန်တော်ကအခန်းကိုအမြဲပြောင်းနေပါတော့ဒါလည်းမသိကြပါဘူးနောက်ဆိုကျွန်တော်ဘယ်လိုပြန်ပြောင်းလဲမသိသေးဘူးရှင်းလင်းပြီးတော့လေတော်လေးစိတ်ထဲမှာပေါ့နော်တန့်သွားတယ်လို့ခံစားရတယ်တော်လေးလေးတကယ်တန့်သွားတဲ့အခန်းလေးဖုန်နေပါတယ်တိတ်မရှိတော့ပြီးတော့ခုနချက်ဆိုင်တော်တရရလေးရှိသွားရပေါ့နော်ဒီနေ့အတွက်တော့တောင်းဝကြည့်ရပါပြီကိုယ့်ကိုတစ်ချက်ပြန်ကြည့်လိုက်ပါဦးမယ်ဘယ်လောက်များပြင်မှန်သွားပြီလဲလို့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ